တာတို့သမီးတို့အားလုံးပဲမင်္ဂလာပါ Tiny Treasures Academy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီချက်ကအရင်တစ်ပတ်တည်းတော့ကတာတို့သမီးတို့ကို letter S ရဲ့အတန်လေး letter A ရဲ့အတန်လေးကိုပြပြပေးခဲ့တယ်နော်ကဲဒါဆိုဒီချက်ကဒီနေ့မှာသားမီးတို့ကိုဘာ letter လေးပြပြမှာလဲဆိုတော့ကြည့်ကြည့်ရအောင်ဟုတ်ပါတယ်ဒီ letter လေးရဲ့အတန်လေးကိုပြပြမှာဖြစ်ပါတယ်ဒီချက်တို့ Jolly Phonics မှာ group 7ရှိတာဒီချက်တို့ group 1နဲ့ကအတန်လေးတွေကိုသားမီးတို့ဒီချက်ကပြပြနေတာဒီနေ့ကတော့ဒီ letter ရဲ့အတန်လေးကိုပြပြပေးရမယ်နေ့ရောက်လာပါပြီကဲဒါဆိုရင်ဒီချက်တို့ပုံမှန်စဉ်းစားနေကြအတိုင်းပါပဲဒီ letter လေးရဲ့နာမည်ကဘာလဲ letter လေးရဲ့အတန်ကဘာလဲဒါပေမဲ့ phonics ကိုသင်တဲ့အခါမှာသားမီးတို့က letter sound လေး letter လေးတွေရဲ့အတန်လေးကိုပဲအဓိကထားပြီးပြောရမယ်ဒီချက်အမဲတမ်းမှာနေကြအတိုင်းပါပဲ letter sound လေးတွေကိုလေ့လာရင်းနဲ့ letter name လေးတွေပါတစ်ခါတည်းရသွားမှာเนาะကဲဒါဆိုရင်စဉ်းစားကြည့်ပေးပါအောင်ဘာ letter လေးလဲဘာအတန်လေးလဲကဲဒါဆိုရင်စဉ်းစားကြည့်ပြီးသွားပြီဆိုတော့ဒီချက်က letter လေးကဘာ letter လေးလဲအတန်လေးကရောဘယ်လိုလေးထွက်လဲဆိုတာကိုသားမမီးတို့ကိုပြပြပေးမှာဖြစ်ပါတယ် letter name လေးကတော့ letter T ဖြစ်ပါတယ် letter လေးရဲ့အတန်ကတော့ ကဲဒီချက်နောက်တစ်ခေါက်ပြန်ပြပြမယ်နော် letter name letter လေးရဲ့နာမည်လေးကတော့ letter T ဖြစ်ပါတယ် letter လေးရဲ့အတန်လေးကတော့သားမမီးတို့က letter လေးရဲ့အတန်ထွက်ကိုပို့ပြီးတော့မြင်သွားတော့အောင်ဒီချက်ကဗီဒီယိုလေးနဲ့ပြပေးမယ်နော်ဗီဒီယိုလေးကိုကြည့်ပြီးတော့သားမမီးတို့ကနောက်ကနေလိုက်လုပ်ပေးပါအောင်နော် tennis tennis သားမမီးတို့က letter T ရဲ့အတန်ထွက်လေးကိုဒီချက်ကဗီဒီယိုလေးနဲ့ပြပြီးသွားပြီဒီချက်ကလည်းအတန်ထွက်ပြပြီးပြီဆိုတော့ဒီချက်နဲ့တူတူနောက်တစ်ခေါက်ထွက်ကြည့်လိုက်ရအောင်ကဲဒီချက်တို့ Jolly Phonics သင်တဲ့အခါမှာအတန်လေးကိုလည်းနားထောင်ပြီးသွားပြီပြီးရင်ဒီချက်တို့ကအတန်နဲ့ပတ်သက်တဲ့တခြင်းလေးရော action လေးရောတူတူတွဲလုပ်ကြမယ်နော်ကဲဒီချက်ကဗီဒီယိုလေးပြပေးမယ်သားမမီးတို့ကတခြင်းလေးလည်းလိုက်ဆိုမယ် action လေးလည်းလုပ်မယ်အတန်လေးလည်းလိုက်ထွက်မယ်နော် When I watch a tennis game, when I watch a tennis game, my head goes back and forth. One more time. When I watch a tennis game, when I watch a tennis game, my head goes back and forth. letter T ရဲ့အတန်လေးကိုပို့ပြီးတော့ရတော့အောင်ဒီချက်နဲ့တူတူထပ်ပြီးတော့လေ့ကျင့်ကြည့်အောင်နော်ဒီချက်ဆိုတဲ့အတိုင်းသားမမီတို့ကနောက်ကလိုက်ပြီးတော့ဆိုပေးပါအောင် repeat after me ten 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 total 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 table 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 ကဲနောက်ဆုံးတစ်ခုလေးဆက်သွားမယ်နော် tent 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 ဒီချင်းနဲ့တူတူအားလုံးကိုလေ့ကျင့်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီချက်ကနောက်တစ်ခေါက်ထပ်ပြီးမယ်နော် what's the letter sound for T T ရဲ့အတန်လေးကိုဘယ်လိုထွက်လဲ well done မှတ်ပါတယ်ရှင်အဲ့တော့ letter T ရဲ့အတန်လေးက အတန်ထွက်တယ်နော်ကဲဒီနေ့မှာဒီချက်က letter T နဲ့ပတ်သက်ပြီးတဲ့အခါကျတော့အတန်လေးဘယ်လိုထွက်လဲဆိုတော့သားမမီတို့ကိုပြပြပေးခဲ့တယ်နော်နောက်နေ့မှာဒီချက်ကဘာအတန်လေးကိုပြောပြမလဲဆိုတော့သားမမီတို့ကစောင့်မျှော်ပေးပါအောင် bye bye and see you